ကျောင်းသုံးရုံးသုံးအတွက်ဈေးနှုန်းလည်းသက်သာရမယ် brand ကောင်းတာတွေကလည်းလိုချင်တယ်ဆိုရင်တော့ Osu Vivo ကိုလေးရှိပါတယ်ဒီကောက်မှာဆိုရင်ကျွန်တော် Osu Original ဘက်ဘက်လေးလည်းတစ်ခါလေးပါဝင်မယ်ပြီးရင်ဒီကောင်လေးကတော့ကျွန်တော် laptop ဘူးလေးပါဒီမှာဆိုရင်ကျွန်တော်တို့သူ့ရဲ့ original adapter လေးပါမယ်ဒီကောင်ကတော့45 watt လေးနဲ့လာပါမယ်ဒီကောင်လေးကတော့ကျွန်တော် Osu Vivo ကိုလေးပါဒါကတော့သူ့ရဲ့ design လေးပါ design ကတော့ကျွန်တော်အကာလာဆိုရင်အနက်ရောင်ဖြစ်ပြီးတော့ဒီကောင် body ဆိုရင်လည်းကျွန်တော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 က်တောက်လေးရှိပါတယ်15 လက်မှဆိုပြီးမဲ့သူ့ရဲ့အလေးချိန်လေးက 1.63 kg ပဲရှိရတဲ့အတွက်ကြောင့်တည်သွားတဲ့ပြုလုပ်တဲ့အခါမှာလည်းလွယ်လွယ်ကူကူတည်ဆောင်နိုင်ပါမယ်ပြီးရင်သူ့ရဲ့ CPU ကဆိုရင်ကျွန်တော်တို့ i3 N305 နဲ့လာတဲ့အတွက်ကြောင့် power စားတက်တာပါတယ်အဲ့အတွက်ကျွန်တော် battery ဆိုရင်လည်းတော်တော်ကြာကြာခံပါလိမ့်မယ်RAM အနေနဲ့ဆိုရင်ကျွန်တော် DDR4 on-board ကိုမှ 8GB ပါမယ်ပြီးရင် SSD အနေနဲ့ဆိုရင်လည်းကျွန်တော်တို့ PCIe NVMe ပေါ့နော်512ပါမယ်ပြီးတော့ဒီကောင်ရဲ့ camera မှာဆိုရင်လည်းကျွန်တော်တို့ပါပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ privacy shutter လေးပါပါမယ်အဲ့အတွက်ကျွန်တော်တို့ပေါ့နော်အသက်ပါတီ software ရနေပြီးတော့ကျွန်တော်ခိုးပြီးတော့ lens ကြီးရပါညာကိုကာကွယ်ပေးနိုင်ပါတယ်ပြီးတော့ဒီကောင်ရဲ့ဘောင်လေးရဆိုရင်ကျွန်တော်တို့ narrow ဘောင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပို့ပြီးတော့ပေါ့နော်ကြီးရခါမှာပို့ပြီးတော့ကြီးရလို့ထင်ရစေပါမယ်သူ့ရဲ့ keyboard ကဆိုရင်လည်း Osu Akosan keyboard ကိုအသုံးပြုပေးထားတဲ့အတွက်စာရဲရတက်တောင့်တက်တာရှိလာပါတယ်ဒီကောင်ရဲ့ panel ကိုလည်းကျွန်တော်180တိချိုးချလို့ရပါမယ်အသက်စစ်စရန်အနေနဲ့ဆိုရင်လည်း Sonic Master ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်တရှင်းနှောင်းထောင်တဲ့ခါတိုင်းမှာလည်းကြီးကြီးလင်းလင်းရှိပါတယ် display အနေနဲ့ဆိုရင်လည်း15 လက်မှအောင်မှာ Full HD panel ကိုအသုံးပြုပေးထားရပါတယ်အဲ့အပြင် anti glare ပါဝင်တဲ့အတွက်ကြောင့်မျက်စိညောင်းညောင်မှုကိုလည်းတက်တာပေးပါတယ်ဒီကောင်မှာပါဝင်တဲ့ port အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီဘက်မှာဆိုရင် HDMI port USB port Type C port ဒီမှာဆိုရင် jack port ဒါကတော့ကျွန်တော် charging port လေးပါဒီဘက်မှာလည်းကျွန်တော် USB port တစ် port ထပ်ပါသေးတယ်ဒီဇိုင်းလမ်းပြီးတော့ကျောင်းသုံးရုံးသုံးလုပ်ငန်းသုံးအတွက်လက်တော်လေးရှာနေရဆိုရင်တော့ဒီ Osu Vivo ကလေးကအသစ်တော်ဆုံးပါ